ရမယ့်စုတွေကဒီမောင်လေး အတိုင်းရေးဆူဆူတီတီလေးနဲ့ flawless skin လေးရဖို့ဆိုတာတစ်ချင်းလည်းငယ်တော့ဖြစ်နိုင်ဘူးเนาะစနစ်တကျနဲ့တည်တည်ချာချာလေး glue site ပေးမှရမယ် ဒါကြောင့်2026မှာနှစ်သက်မှာအလားတင်နေလာနိုင်ဖို့အတွက် The Miss Spice ဆိုတာဒီလိုလေးစီစဉ်ထားတယ်။ကိုယ့်ရဲ့အသားအရှိရဲ့ပြောင်းလဲလာတဲ့ပုံစံကို Honest Transformation Channel ညဝေရုံနဲ့တယောက်ကို9သိန်းရမယ့်အစီအစဉ်လေးဒီစုကိုလည်း9ရက်ကိုပြမှဖြစ်တဲ့အတွက်25သိန်းတန်ကမ်ပိန်းလေးဖြစ်တယ်နော်။ရှားလက်ညဝေ9သိန်းရစီဆိုတဲ့အခုကမ်ပိန်းလေးပါဝင်ဖို့အတွက်ဒါကြောင့်ဖိတ်ခေါ်လိုက်တယ်နော်။ အဲ့တော့ဒီ campaign လေးမှာဘယ်လိုပါဝင်ရမှာလဲ ကိုမှရှိရဲ့ The Miss Spice ပစ္စည်းလေးရဲ့ကိုယ့်ရဲ့ skin problem လေးရဲ့ကိုအဓိကမှတ်တမ်းတင်ပြီးတော့ဓာတ်ပုံသုံးဖို့ဗီဒီယိုဒီ post ရဲ့အောက်မှာ comment မှတ်လိုက်အောင်ပဲဒါ step 1 step 2ကကြတော့အပတ်စဉ်ဗုဒ္ဓဘူးနေ့ရဲ့ Sunday ရဲ့မှာဆိုလို့ရှိရင်ကိုယ့်ဟာကိုမှတ်ထားတဲ့ comment မှာပဲ reply လေးပြန်ပြီးတော့ဓာတ်ပုံသုံးဖို့ဗီဒီယိုကိုပြန်ပြီး reply ပြန်ပြီးအောင်ပဲပြောမယ်ဆိုရင်တော့ဇွဲစုလိုချင်လို့ရှင်တော့အမြဲတမ်း comment လေးမှတ်ဖို့လိုရယ်နော် Step 3ဒါတော့လေစုမပေးခင် February 14ရက်နေ့ချစ်သူများနေ့မှာပေးမှာအဲ့တော့ February 14ရက်နေ့မတိုင်ခင်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ Skin Transformation Channel လေးကိုကြိုက်တဲ့ platform တစ်ခုမှာတင်လို့ရတယ်ကိုအနေနဲ့ TikTok မှာပဲတင်နေ Facebook မှာပဲတင်ဒါမှမဟုတ်ကိုက react ပုံမှန်ရလိမ့်မရှိဘူး influencer လည်းမဟုတ်ဘူးဆိုလို့ရှင်တော့စုက beauty group တွေမှာတင်ဖို့လည်း recommend ပေးတယ်အဓိကတော့ဘယ်မှာပဲတင် react အများဆုံးစုကိုလည်းလိုချင်တယ်ဆိုရင်တော့နေရာတိုင်းမှာတင်ပြီးတော့ကို react အများဆုံးတစ်ခုကိုလည်းရှင်းပြလို့ရတာပေါ့ hashtag လေးတွေကိုလည်းမမေ့နဲ့နော် hashtag လေးတွေကဒီမှာပြီးတော့ဒီ post ရဲ့ comment လေးတွေမှာလည်းရေးပေးထားပါမယ် guideline လေးတော့ရှိတာပေါ့ no AI no photoshop AI detector နဲ့စမှာနော် natural light လေးမှာတော့ရိုက်ပေးဖို့လိုလိမ့်မယ် ပြီးတော့ transparency ရှိဖို့လည်းလိုတယ်ဥပမာပုံလာသွားအောင်ဆိုပြီးတော့ makeup တွေလိမ့်လိုက်တာ foundation နဲ့လိမ့်လိုက်ပြီးတော့ကိုယ့်ရဲ့ skin ကိုပြီး smooth ဖြစ်သွားအောင်လို့အဲ့လိုလေးတော့လုပ်လို့မရဘူးပေါ့နော် original ဖြစ်ပါစေ ရမယ့်စုတွေကဒီမောင်လေးကားနဲ့ပြောပြတော့မှာဖြစ်ပါတယ် ဒါစုတစုကတော့ဒါ reaction price ပေါ့နော် reaction စုဖြစ်ပါတယ်ဒါ reaction စုကတော့ဒါကျွန်တော်တို့ social media တွေဖြစ်တယ်ဒါ TikTok မှာဖြစ်ဖြစ် Instagram မှာဖြစ်ဖြစ် Facebook မှာဖြစ်ဖြစ်ဒါကိုယ့်ရဲ့ campaign post ကိုတင်လို့ရတယ်ဒါမှမဟုတ်တချို့တွေကဒါအများနဲ့သုံးလို့မရှိဘူးပေါ့နော် engagement လည်းအများကြီးမရှိထားဘူးဆိုရင်ဒါ beauty group တွေပေါ့နော် Facebook မှာဖြစ်ဖြစ်ဒါတင်လို့ရတယ်အဲ့ဒီတွေက reach အကောင်းဆုံး post ကိုဒါ campaign post အနေနဲ့တင်လို့ရတယ်ပေါ့နော် reaction price ကတော့ဒီ reaction အများဆုံး post ပိုင်ရှင်ကနေပြီးတော့ဒီစုကိုရရှိသွားမှာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ခုကတော့ဒါဇွဲစုဖြစ်ပါတယ်ဒီဇွဲစုကတော့2ယောက်တောင်ရရှိမှာဖြစ်ပါတယ်ဒီဇွဲစုအတွက်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်ရာလတ်မျှဝေ9သိန်းရစေဆိုတဲ့ campaign post အောက်မှာပေါ့နော်ပထမဆုံး comment တစ်ခုရေးထားရမယ်အဲ့ဒါပြီးသွားရင်ဒါဗုဒ္ဓဟူးနေ့နဲ့တနင်္ဂနွေတိုင်းမှာအဲ့ဒီ comment အောက်မှာကိုက reply ပြန်ရမှာပေါ့နော်ဘာ reply ပြန်ရမှာလဲဆိုရင်ဒါကိုယ့်ရဲ့အသားရည်ပုံနဲ့တကွ reply လာပြန်ရမှာဖြစ်ပါတယ်အဲ့တော့သူကတပတ်ကိုreply နှစ်ကြိမ်ဖြစ်သွားမယ် ဒီစုက2ယောက်တောင်ရရှိမှာဆိုတော့ကိုယ့်အတွက် chance အများကြီးရှိရယ်နော်အဓိကကတော့ကိုယ့်ရဲ့ skin transformation လေးတွေကိုလုံးဝ public မှာပွင့်လင်းမြင်သာစွာနဲ့မြင်ဖို့အတွက်ကိုဒီစုကိုစီစဉ်ထားတာဖြစ်တယ်နောက်တစ်စုကတော့ဒါ best transformation စုဖြစ်ပါတယ်အဲ့ဒါကတော့ဒါကျွန်တော်တို့ The Miss Spice စုရဲ့ပေါ့နော် campaign မှာချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုတေချာလိုက်နာထားတဲ့ missy တွေကနေပြီးတော့ဒါတင်ထားတဲ့ပုံတွေကနေ before and after ထဲမှာဒါ transformation အကောင်းဆုံးပေါ့နော်ရလက်အတိအသာဆုံးဒါပိုင်ရှင်ကိုဒီစုကိုပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးစုကတော့ဒါ special giveaway တစ်စုဖြစ်ပါတယ်ဒီစုကတော့ပေါ့နော်ဒါ campaign စတင်ကြတဲ့ကဒါစီမင်းစည်းကမ်းတွေကိုတေချာတည်တက်လေးအားထုတ်ပြီးတော့ပေါ့နော်ပါဝင်ထားတဲ့ဒီပါဝင်သူတွေထဲကနေပြီးတော့တစ်ယောက်ကိုရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ဒါကြောင့်အခုပဲ comment မှန်ပြီးရလတ်မျှဝေ9သိန်းရစေဆိုတဲ့ campaign မှာပါဝင်လိုက်ကြရအောင်နော်